ညီအကိုမောင်နှမတွေဆိုတာကျွန်တော်တို့ဘဝရဲ့ပထမဦးဆုံးသောတငယ်ချင်းတွေတသက်တာလုံးအတူရှိနေမဲ့ခိုင်မာတဲ့မိတ်ဆွေတွေပါပဲဘဝခီးလန်းကိုရှောက်လန်းတဲ့အခါမိဘဆိုတဲ့အရေးအောက်ကနေညီအကိုမောင်နှမတွေဆိုတဲ့လက်တွဲဖော်တွေနဲ့အတူတူကြီးပြင်းလာကြရတယ်ကျွန်တော်တို့ရဲ့အရှုံးနဲ့အနိုင်အဆိုးနဲ့အကောင်ရေမောစရာနဲ့ငိုကြွေးစရာတွေကိုအစအဆုံးအတိဆုံးနဲ့အနီးစပ်ဆုံးဖြတ်တန်းခဲ့ရတဲ့သူတွေပါငယ်ဘဝမှာအယုတ်လေးတွေအတွက်ရန်ဖြစ်ခဲ့ကြတာကနေလူဘဝရဲ့အခက်ခဲတွေကိုရင်ဆိုင်လိုက်တဲ့အခါအချင်းချင်းကြောချင်းကပ်ရက်တီပေးနိုင်တဲ့အထိအချိန်တွေအများကြီးကျွန်တော်တို့တွေပြောင်းလဲလာခဲ့ပါပြီဒါပေမဲ့ဘလောက်ပဲအသက်တွေကြီးလာပါစေအတိတ်ကိုပြန်တတိရစေတဲ့ယဉ်နီးမှုကတော့ကျွန်တော်တို့ဘတော်မှပြောင်းလဲမသွားကြဘူးသူငယ်ချင်းတွေနဲ့ပေါင်းသင်းတဲ့အခါကိုယ့်ရဲ့ပုံစံကိုဟန်ဆောင်နေရတာတွေစကားပြောတဲ့အခါဆင်ခြင်နေရတာတွေရှိတတ်ပါတယ်ဒါပေမဲ့ကျွန်တော်တို့ညီကိုမောင်နှမတွေကြားထဲမှာတော့အဲ့ဒီလိုဟန်ဆောင်မှုတွေမရှိကြဘူးသွေးရင်သားရင်ဆိုတာငွေကြေးနဲ့ဝယ်လို့မရတဲ့ဘဝရဲ့အဖိုးတန်ဆုံးသောလက်ဆောင်ပါပဲမတွေ့ဖြစ်ကြတာကြာပြီဆိုရင်ဒီနေ့ပဲဖုန်းလေးတစ်ချက်လောက်ဆက်လိုက်ရအောင်